င်္ဂလာပါရှင်ဒီနေ့မှာတော့ M Tower မှာပြုလုပ်ကြမှာခဲ့ရဲ့ Korea Speaking ပြိုင်ပွဲမှာပေါ့နော်ပထမဆုံးရသွားရဲ့ညီမလေးမြတ်စုပြည်ဦးနဲ့မိတ်ဆက်ပေးကြပါရှင်အဲ့တော့သူကဒီပြိုင်ပွဲမှာပေါ့နော်ပထမဆုံးရအောင်ဘယ်လိုကြီးစူးစမ်းခဲ့လဲဆိုတာကိုတစ်ချက်လောက်လေ့လာကြည့်ရအောင်မင်္ဂလာပါညီမလေးမင်္ဂလာပါရှင်ဒီပေါ့နော်ညီမလေး Korea Speaking ပြိုင်ပွဲမှာပထမဆုံးရသွားတော့ဘယ်လိုမျိုးလေးခံစားရလဲရှင်အစတော့ဆူရမယ်လို့လုံးဝမထင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့တကယ်ဆူရသွားတဲ့အတွက်ကြောင့်အရင်အောင်ပြောမိပါတယ်ဟုတ်ကဲ့ first step အနေနဲ့ပေါ့နော်ဘယ်အရာတွေကြောင့်ဒီကိုရီးယားစာကိုလေ့လာဖြစ်သွားရလဲရှင်ညီမအမေကအမှန်တော့ကိုရီးယားစာသင်တဲ့ဆရာမတယောက်ပေါ့နော်အဲ့တော့အမေရဲ့တိုက်တွန်းမှုနဲ့ပဲဒီကိုရီးယားစာကိုသင်ဖို့ဖြစ်လာတာပေါ့နော်အဲ့ဆိုရင်ဒီပေါ့နော်ဘယ်အချိန်တည်းကကိုရီးယားစာကိုလေ့လာခဲ့ရလဲပေါ့နော်နည်းနည်းလောက်ထည့်ရလဲပေါ့မတ်15-16လောက်တည်းပေါ့နော်ကိုရီးယားစာလေ့လာခဲ့တာတော်တော်ငယ်သေးရနော်အရင်ငယ်သေးရအဲ့တော့ကဲပါအဲ့ဆိုရင်ဒီ Korea speaking skill ကိုပေါ့နော်တိုးတက်အောင်ဘယ်လိုနည်းလမ်းအနေနဲ့စားလုပ်ရမလဲပေါ့နော်ဟုတ် Korea speaking skill ကကြတော့အခြားဟာရတဲ့ဆိုင်ပေါ့နော်ညီမတော့ဒီသူများတွေဆိုရင်တချင်းသားထောင်တာလို့စကားကြည့်ရတော့အဲ့လိုမျိုးလေ့လာရပေါ့နော်ညီမကအဲ့လိုမျိုးနဲ့သိပြီးတော့အဆင်မပြေဘူးအဲ့တော့ဘယ်လိုလုပ်လဲဆိုတော့တကယ် YouTube ကနေပြီးတော့ပေါ့နော် Korea နေချက်တွေဘယ်လိုမျိုးစကားပြောလဲဆိုတဲ့ဗီဒီယိုလေးကြည့်တယ်တကယ် Korea လူမျိုးရင်းနဲ့စကားပြောနိုင်တဲ့အခွင့်အရေးရှိရဆိုရင်တော့သူတို့နဲ့စကားပြောရင်းနဲ့လေ့ကျင့်ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုရင်ညီမလေးက topic level ရောဘယ်လောက်ရထားလဲရှင်topic level ကတော့4ရထားတယ်ပေါ့4ရထားတယ်နော်ဟုတ်ကဲ့ပါဟုတ်ဒီ speaking ပြိုင်ပွဲပြိုင်နေတဲ့အချိန်မှာဘယ်လိုမျိုးခံစားရလဲပေါ့နော်အဲ့လိုမျိုးအရင်ရောစိတ်မော်တွေမှာတက်ပြီးတော့ပြောဘူးလားပေါ့နော်အဲ့ confidence ရှိတာတောင်းမဟုတ်စိတ်လှရှာနေခဲ့လားပေါ့နော်ဆက်ချင်းပေါ့နော်စိတ်မော်တက်တော့ကတော့အရင်စိတ်လှရှာတာပေါ့နော်အရင်စိတ်လှရှာတယ်ပြီးတော့ကိုယ့်အတွက်ကဒီလိုမျိုးစိတ်မော်တက်ပြီးတော့ပြိုင်တာပထမဆုံးပဲအရင်တော့ဒီပြိုင်ပွဲတွေကိုဗီဒီယိုလေးပို့ပြီးတော့ပြိုင်ကြည့်ရပေါ့နော်အဲ့တော့စုမရခဲ့ဘူးပေါ့နော်အဲ့ဒါကကြတော့ဗီဒီယိုပဲဆိုတော့လေအခုကျတကယ်စိတ်မော်တက်ပြီးတော့ပြိုင်ရတာပထမဆုံးဖြစ်တဲ့အတွက်ကြောင့်မို့အရင်ကိုစိတ်လှရှာခဲ့တယ်ပေါ့နော်ကဲပါဒီပြိုင်ပွဲတော့ပေါ့နော်ညီမလေးဘယ်လိုပြင်ဆင်ခဲ့လဲရှင်အစတော့ဒီပြိုင်ပွဲကိုမပြိုင်တော့ဘူးလို့စဉ်းစားထားတယ်ပေါ့နော်တကယ်တော့ဆိုတော့နည်းနည်းလန့်တာလည်းပါတယ်ကြောက်တာလည်းပါတယ်ပထမဆုံးဆိုတော့လေဒီနောက်ပိုင်းမှာတကယ်အဲ့ပြိုင်ပွဲမပြိုင်ခင်ပထမရက်မှာပေါ့နော်အဲ့ဒီရက်မှာလေးပဲအမေကပြိုင်လိုက်ဘယ်လိုပဲဖြစ်ပေါ့အတွေ့အကြုံရတယ်ဆိုပြီးတော့ပေါ့နော်အဲ့ဒါနဲ့ကိုပြိုင်ဖို့ဖြစ်လာတယ်ပေါ့နော်ရိုင်းဒီပြိုင်ပွဲအတွက်ကိုဒီခေါင်းစဉ်ကိုလောက်ကြီးလေ့လာထားတော့မရှိဘူးဒါပေမဲ့ကိုယ့်ဘာသာကိုအရင်ကတည်းကကိုရီးယားနဲ့ပတ်သက်တဲ့ဘုဒ္ဓတာလေးတွေပါလေးရှားထားတယ်အဲ့ဒါလေးကိုမှတစ်စင်ပေါ်မှာရောက်တဲ့အခါမှာကိုသိထားသမျှကိုပြန်ပြီးတော့ပြောလိုက်တယ်ပေါ့နော်ကိုရီးယားကဟိုနေရိုင်းလေ့လာအခါမှာတရက်ကိုဘယ်နှနိုင်လေ့လာဖြစ်လဲဘယ်လိုလေ့လာဖြစ်လဲပေါ့နော်ပုံမှန်အနေနဲ့ကတော့ကိုရီးယားစာကိုတရက်ကို2နာရီ3နာရီလောက်ကတော့အကြမ်းမြင်လေ့လာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခုကျတော့ topic ဖြေရမှာနေလာပြီဆိုတော့ topic အတွက်ကတော့တော်တော်ကြီးကိုအချိန်ရှိသလောက်ပေါ့နော်ကိုရီးယားစာကိုလေ့လာဖြစ်နေပါတယ်ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုရင်ဒီ topic တွေရတဲ့ဖြေရမှာဆိုတော့ညီမလေး topic level ပေါ့နော်ဒီ level 6ထိရအောင်လို့ဒီမှာစူးစမ်းပေးရနော်ဟုတ်ကဲ့ပြည့်စုံပြပါစေဟုတ်ကဲ့ပါဟုတ်ကဲ့ဟိုကဒီကိုရီးယားကားတွေလည်းကြည့်ဖြစ်မှာပေါ့နော်အဲ့ဆိုရင် K-drama ထဲမှာဆိုရင်ဘယ်ကအကြိုက်ဆုံးဖြစ်မလဲညီမလေးကကျတော့အခုတလောပေါ့နော်ရေပန်းစားနေတဲ့ Lovely Runner ပေါ့နော်အဲ့ကားကိုတော့အကြိုက်ဆုံးပဲအဲ့ကားစွန့်ကြဲကိုလည်းအရင်ကကြတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုရင် K-pop အဖွဲ့ဝင်ထဲမှာဆိုရင် K-pop အဖွဲ့ဝင်ထဲမှာဆိုရင်တော့အဲ့လိုမျိုးတယောက်တည်းကိုပဲအရင်ကြိုက်နေတဲ့လူမျိုးတော့မဟုတ်ဘူးဒါပေမဲ့အကုန်လုံးပေါ့နော် K-pop တဲ့ချင်းတွေဆိုရင်အများကြီးနားထောင်ဖြစ်တယ်အဖွဲ့ထဲမှာဆိုရင်တော့ Blackpink ကိုတော့အကြိုက်ဆုံးပေါ့နော်ဟုတ်ပြီအဲ့ထဲမှာအကြိုက်ဆုံးမရှိဘူးလားအဲ့ထဲမှာဆိုရင်တော့ချင်းတွေပေါ့ချင်းတွေဟုတ်ကဲ့ကိုရီးယားကာချာတွေထဲမှာဆိုရင်ကိုယ့်ကိုပေါ့နော်ဘယ်ကာချာမှာကိုက်နေမရှိရလို့ထင်တယ်လေပေါ့နော်ဒီကတော့မပြောချင်တဲ့အဓိပ္ပာယ်ကကြတော့ဒီအစားတောက်မှာလားဒါမှမဟုတ်တချင်းတွေမှာလားဒါမှမဟုတ်ဒီဇလန်းတွေမှာလားပေါ့နော်အဲ့ဒါကကြတော့အစားတောက်တာလို့ထင်ဟိုကအစားသမားဆိုရင်ဒီသူတို့ရဲ့ကာချာကိုလည်းကိုယ်တိုင်ပေါ့နော်ဒီဖူကာချာကိုလည်းကိုယ်တိုင်ထိုင်ကြုံတွေ့ခြင်းနဲ့တကယ်ကိုရီးယားမှာရှိတဲ့အစားတောက်မျိုးစုံလည်းတစ်ခါတော့စားကြည့်ခြင်းနဲ့ဒီမှာလေကိုရီးယားရောက်ရင်ပေါ့နော်ဘယ်နေရာကိုအရင်ဆုံးသွားလဲဖြစ်မလဲရှင့်နည်းနည်းအခွင့်အရေးသာရှိမယ်ဆိုရင်ပေါ့နော်ချေဂျူဒိုကိုသွားလိုက်ချင်ပါတယ်ဘာဖြစ်လို့ချေဂျူဒိုရေးချရလဲရှင့်အရင်ဟိုရှုခင်းနေရလဲလှပြီးတော့ပေါ့နော်တကယ်ကိုကပါလင်ခီးသွားရည်လဲအများကြီးလာတဲ့နေရာလေးဆိုတော့လေတကယ်ကိုတစ်ခါတော့သွားကြည့်ချင်တယ်ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုရင်ညီမလေး try ကြည့်ကြတဲ့အစားအစာပေါ့နော်ဒါမှမဟုတ်အကြိုက်ဆုံးအစားအစာအောင်တကယ်အကြိုက်ဆုံးကိုရီးယားအစားအစာလို့ပြောမယ်ဆိုရင်တော့တက်ဖို့ကြီးကတော့အကြိုက်ဆုံးပဲပေါ့နော်ဒါပေမဲ့ဒီ try ကြည့်တဲ့အစားအစာဆိုရင်တော့မူးနဲ့မြောင်းတစ်ခါတော့ try
try ကြည့်ချင်တယ်ပေါ့နော် အဲ့စားလေးကကြာဘယ်လိုပုံစံမျိုးလဲရှင် အဲ့ဟာကကြတော့မြန်မာလိုမျိုးပြောမယ်ဆိုရင်တော့ခြေခေါက်ဆွဲပေါ့နော်သူအဲ့လိုမျိုးဘာသာပြန်ကြတယ်ဒါပေမဲ့တကယ်ဒီအဲ့ဒီရေခေါက်ဆွဲဆိုတာဘယ်လိုမျိုးလဲပေါ့တခြားတော့လည်းသိချင်တယ်ပေါ့နော် ဒီကိုရီးယားမှာပေါ့နော်ညီမလေးကျောင်းသွားတက်ဖို့အစီအစဉ်နေရှိလားရှင်ဟုတ် ကိုရီးယားမှာကျောင်းတော့တက်ဖို့အစီအစဉ်တွေတော့ရှိပါတယ်ပေါ့နော်ကျောင်းရဲ့နောက်တစ်ခုကကျတော့ဘယ်မေဂျာကိုရွေးရမလဲဆိုတာစဉ်းစားနေတော့ပေါ့ โอเคပါဟုတ်ညီမလေးရဲ့ကိုရီးယားနဲ့ပတ်သက်ပြီးတော့ပေါ့နော် future plan လေးပြောပြပေးပါအောင်ရှင် ညီမလေးကကျတော့ယွန်းစေးတက္ကသိုလ်မှာတက်ချင်တယ်ပေါ့နော်အဲ့တော့အကယ်၍ဒါပေါ့နော်ဝင်အောင်မယ်ဆိုရင်တော့ယွန်းစေးတက္ကသိုလ်မှာတက်မယ်ပြီးတော့မေဂျာကကျတော့တူနာပြုလိုက်အောင်စိတ်ဝင်စားတယ်ပေါ့နော်အဲ့တော့တူနာပြုအနေနဲ့လည်းပေါ့နော်ကျောင်းတက်ပြီးတော့ကိုရီးယားမှာတူနာပြုအနေနဲ့အလုပ်လုပ်ချင်တယ်ပေါ့ ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုရင်ဒီကိုရီးယားစာကိုဘူမစားလုံးမယ်ပေါ့နော်တကယ်ချင်းတဲ့အတွက်စကားလက်ဆောင်လေးပြောပေးပါအောင်ရှင် ကိုရီးယားစာကိုစားလုပ်တော့ဆိုရင်ပေါ့နော်အရင်ကိုအတွက်မလွယ်ခဲ့ဘူးပေါ့နော်အစပိုင်းမှာအမေကလောက်ကမယ်ဒီလိုမျိုးပြောလို့တာပေါ့နော်အစတော့လောက်ခဲ့တာပေါ့ဒါပေမဲ့နောက်ပိုင်းမှာတင်လာရင်းနဲ့ပဲစိတ်ဝင်စားလာတယ်ပြီးတော့အစပိုင်းမှာဘယ်လိုဖြစ်တာလဲဆိုတော့အတန်တော့ပေါ့နော်အတန်တော့ကတိတ်ပြီးတော့အဆင်မပြေဘူးအဲ့လိုမျိုးပေါ့နော်အတန်တော့ခတ်တယ်ဆိုပြီးတော့ခန်းစားမိတဲ့အချိန်တွေလည်းရှိတယ်ဒီကိုရီးယားစာကိုနည်းနည်းလေးလက်လျှော့ခြင်းတဲ့အချိန်တွေလည်းရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးအချိန်တွေတစ်နှစ်နှစ်နှစ်ကြာလာတဲ့အခါမှာပေါ့နော်ကိုရီးယားစာကိုတင်လာတာစိတ်ဝင်စားဖို့လည်းကောင်းလာတယ်တကယ်လုံလာနိုင်တယ်လုံနိုင်တယ်ဆိုတော့ယုံကြည်ချက်လည်းရှိလာတယ်ပေါ့နော်အဲ့တော့အခုမှစတင်မဲ့လူရလည်းအစားပိုင်းမှာပေါ့နော်ကိုတက်ခက်ခဲတယ်ဆိုရင်လည်းအချိန်တစ်ခုကြာလာတဲ့အခါမှာပေါ့နော်ဒီဟာကအချိန်ကြာလာတဲ့များကိုတက်ယုံကြည်ချက်လည်းရှိလာမယ်တကယ်ဒီဟာပေါ်မှာလည်းစိတ်ဝင်စားမှုရှိလာမယ်ဒီကိုရီးယားစာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုတက်ခွင်လန်းနေကျောင်းသားတက်မဲ့ခွင်လန်းနေအလုပ်လုပ်နိုင်မဲ့ခွင်လန်းနေလည်းအများကြီးပေါ်ပေါက်လာတယ်ဒါကြောင့်ပေါ့အစားပိုင်းမှာလည်းလက်မလျှော့လိုက်ပဲတော့အဆုံးထိပေါ့နော်တခါတော့ကိုယ့်ရဲ့အိမ်မက်ကိုလုပ်ကြည့်ပါကဲပါဟုတ်ကဲ့ဟုတ်အခုလုံးညပေးခဲ့တဲ့ညီမလေးမျက်စုပ်ပြေကိုတကယ်ပဲကျေးဇူးတင်ပါတယ်နော် ဒီမှာလည်းကျေးဇူးတင်ပါတယ် ကဲပါဟုတ်